အားလုံးပဲမင်္ဂလာပါဗျနာမည်ကြီးအစီအစဉ်တင်ဆက်သူနဲ့ဘောလုံးပွဲတွေကိုအထားကျကျခံမှန်းတဲ့ဆရာကြီးပေါ်မဆန်ကတော့ဒီတစ်ပတ်အာဆင်နယ်တို့သာစတန်ဖို့ဘရစ်မှာချယ်ဆီတို့ကိုအနိုင်ရခဲ့ရင်ပရီးမီးယားလိချန်ပီယံလုပွဲကပြီးသလောက်ဖြစ်သွားပြီလို့ပြောကြားလိုက်ပါတယ်မန်စီးတီးတို့ဒီဘက်မှာလီယူနိုက်တက်တို့ကိုအနိုင်ကစားပါလိမ့်မယ်ဒါပေမဲ့လည်းအာဆင်နယ်တို့ကသာချယ်ဆီကိုအနိုင်ရလိုက်ရင်အရာအလုံးကပြီးဆုံးသွားပါပြီဘာစီလိုနာရဲ့ပွဲမှာကစားခဲ့တဲ့ချယ်ဆီရဲ့ကစားပုံကအတော်လေးကိုကောင်းပါတယ်သူတို့ကဟန်စီဖလစ်ရဲ့အသင်းကိုရာနယ်ရာအူဟူရိုအနီကအထုံးမခံရခင်ကတည်းကအလဲထိုးထားခဲ့တာပါအာဆင်နယ်တို့လည်းဘိုင်ယန်ကိုတက်တောင့်တက်တာနဲ့အလဲထိုးနိုင်ခဲ့တာပါလူတော်များကလည်းအာဆင်နယ်တို့ဘိုင်ယန်ကိုအခုလိုအနိုင်ရလိမ့်မယ်လို့မထင်ထားကြပါဘူးဂန်နာတို့ရဲ့ဒုတိယပိုင်းခြေစွမ်းကအတော်လေးကိုကြောက်စရာကောင်းတဲ့အခြေအနေပါမော်ရက်စကာအနေနဲ့အာဆင်နယ်ကိုမနိုင်လဲဖိအားသိမ့်မရှိပါဘူးဒီရာသီမှာချယ်ဆီရဲ့ရည်မှန်းချက်ကအဆင့်လေးဝင်ဖို့ဆိုတာရာသီအစတည်းကပြင်ပတစ်ခုပါဒါပေမဲ့ဖလားလူပွဲဆိုတာရှိသမျှအသင်းအကုန်တော့ထက်တွက်ထားရမှာပါပဲချယ်ဆီသာအနိုင်ရခဲ့ရင်တော့မျှော်မှန်းချက်တွေကပြောင်းလဲလာနိုင်ပါတယ်ဒါကိုဖြစ်သင့်မဖြစ်သင့်စဉ်းစားနေလို့မရပါဘူးသူတို့မှလည်းချန်ပီယံဖြစ်နိုင်တဲ့အခြေအနေနဲ့မျှော်လင့်ခွင့်တွေရှိပါတယ်ကျွန်တော်ပြီးခဲ့တဲ့ရာသီကလည်းအခုလိုအခြေအနေမှာပုံစံကောင်းတွေရနေပေမဲ့ဒီဇင်ဘာနောက်ပိုင်းမှာပြိုလဲလို့သွားတဲ့ချယ်ဆီကိုမြင်ခဲ့ရပါတယ်ကျွန်တော်ကတော့လက်ရှိအခြေအနေအရချယ်ဆီကိုအာဆင်နယ်ကိုနိုင်မယ်လို့မထင်ပါဘူးကျွန်တော်တစ်ချိန်ကချယ်ဆီကိုအမှန်ကန်အားပေးခဲ့ပူပါတယ်သူတို့ကစားတာကိုတစ်ချိန်လုံးကြည့်နေခဲ့တဲ့အခြေအနေတောင်ရှိခဲ့ပါတယ်ရှိချယ်ဆီကငယ်ရွယ်တဲ့အသင်းမှာသူတို့ကရလက်တွေကောင်းလိုက်မကောင်းလိုက်နဲ့တည်ငြိမ်တဲ့အနေအထားမှာရှိမနေပါဘူးဒီလိုအခြေအနေမျိုးနဲ့လီဖလားကိုစိန်ခေါ်ဖို့ဆိုတာမဖြစ်နိုင်သေးပါဘူးဒီပွဲမှာပွဲရလက်ထက်ကျွန်တော်တို့ပိုပြီးစိတ်ဝင်စားစရာကောင်းနေတာကဂိုင်စီတိုနဲ့ Rice တို့ကြားကတိုက်ပွဲပါသူတို့ကလက်ရှိကမ္ဘာအကောင်ဆုံးကွင်းလဲကစားသမားတွေတဲက2ဦးပါသူတို့ပြင်ဆင်မှုကိုကြည့်ဖို့ကျွန်တော်မစောင့်နိုင်တော့ပါဘူးနောက်ထပ်စိတ်ဝင်စားစရာကမာရက်စကာရဲ့လူထုတ်ပုံမှာဒီပွဲမှာမာရက်စကာတယောက်ဘယ်လိုကစားသမားတွေနဲ့ပွဲထွက်လာမလဲဆိုတာကလည်းကျွန်တော်ကိုစိတ်လှုပ်ရှားစေပါတယ်ဒီနေ့ကတော့မာရက်စကာနဲ့ချယ်ဆီတို့သူတို့ဘယ်လိုအသင်းလဲဆိုတာအဆက်သက်ခံရမှာပါဘာစီလိုနာနဲ့ပွဲလုံးကလို့ Force 9သုံးပြီးကစားသွားမလားစောင့်ကြည့်ရပါမယ်အာဆင်နယ်တို့ကခံစစ်ပိုင်းအရန်ကောင်းနေပေမဲ့ချယ်ဆီတို့ရဲ့တိုက်စစ်ကလည်းမခေပါဘူးကျွန်တော်အမြင်အရတော့ချန်ပီယံလိမှာပွဲပန်းလာမဲ့နှစ်သင်းတစ်ဖက်တစ်ကိုယ်စီတည်ကြသွားလိမ့်မယ်လို့ထင်ပါတယ်ချယ်ဆီနဲ့အာဆင်နယ်ပွဲပေါ်မိတ်ဆွေတို့ရဲ့အမြင်လေးတွေရှိရင်လည်းဆွေးနွေးပေးပါဦး